မိတ်ဆွေတို့ရေပြောကြသတင်းပဲဗျာကြောက်ဆယ်မျိုးရွှေသားလျောင်းတောင်ဒီကြောက်ဆယ်တောင်ရဲ့သုံးပုံပုံတပုံလောက်မှရှိတဲ့ဒီကြောက်တစ်တာဒီကြောက်တုံးကြီးပေါ့နော်ဒီကြောက်တစ်တာကြီးကအခုမဖြိုချတော့ပါဘူးတဲ့မဖြိုချတော့ဘူးပေါ့ပြန်ပြီးပြုတ်ပြင်မောမှန်မယ်ပေါ့ပြုတ်မကြောက်ပြန်ပြီးပြုတ်ပြင်မောမှန်မယ်မဖြိုချဖြစ်တော့ပါဘူးတဲ့ဘလောက်ပျော်စရာကောင်းလဲဗျာဘလောက်ပျော်စရာကောင်းလဲကျွန်တော်ကတော့အရန်ပျော်တာပဲဒီကြောက်ဆယ်မျိုးမှာရှိတဲ့ဒီကြောက်တစ်တာကြီးကဒီကြောက်ဆယ်ရဲ့တကယ်အထင်ကရအထွတ်အမြတ်ထားတဲ့ဟိုတမိုင်းဝင်အမွေနှစ်တစ်ခုပဲလीနော်ရွှေသားလျောင်းတောင်ရဲ့သုံးပုံပုံတပုံအမြင့်မှာရှိတယ်ကြောက်ဆယ်တောင်လို့လည်းပြောလို့ရတာပေါ့နော်ဒီမှာရှိနေတဲ့ဒီကြောက်တစ်တာကြီးကိုတမိုင်းဝင်အမွေနှစ်ကြီးကိုတော့ဘယ်သူမှဖျက်ဆီးချက်မှာမဟုတ်ပါဘူးအခုတော့လဲမဖျက်ဆီးပြတော့ပါဘူးတဲ့ပြန်ပြီးပြုတ်ပြင်မွမ်းမှန်မယ်တဲ့အရန်ကိုကျေနပ်အားရတယ်ဗျာအရန်ဝမ်းတာတယ်ဘာပဲဖြစ်ဖြစ်အမွေနှစ်တစ်ခုမပြောက်ပြတ်သွားဘူးဆိုတာပဲတော်တော်ကြီးကိုဒါကောင်းတာပေါ့နော်ဒီလိုပဲဖြစ်တင်ပါတယ်ဒီလိုပဲဖြစ်တင်ပါတယ်ဒီခေတ်မှာနီးပညာတွေထွန်းကားနေတာပဲအကောင်းဆုံးတော့ဖြစ်အောင်လုပ်လို့ရပါတယ်